မြမမယံတီးရပါလေအလမနာချေတဲ့စိတ်ချမ်းမြော်ရပါနာဆိုတဲ့နိဗ္ဗာန်သော
တော်ရွှေစုဒါနာလူမကြီးတော်မုံမုံမြင့်တို့ရဲ့လူတော်မင်္ဂလာပွဲကြီးကြွရောက်လာတဲ့ပရိသတ်တွေအားလုံးစိတ်အချမ်းသာတဲ့ကိုယ်ကြီးကျမ်းမိုင်တော်တော်စီနဲ့ပြည်လည်နိုင်ကြပါလိမ့်ရှင်